သွေးကြောတွေပိတ်ပြီးနှလုံးရောဂါဖြစ်မှကြောက်နေလားတူတူလေးပြောပြမယ်ကျွန်တော်ကတင်းရဲ့အသက်ကိုကယ်နှင်ပေးနိုင်တဲ့တဘာဝဆေးစွမ်းကောင်းတစ်လက်ပါနေတိုင်းအစီအစိတ်နေစားပြီးတင်းရဲ့သွေးကြောလေးတွေပင်ပန်းနေပြီမလားကျွန်တော်ရဲ့ဒီအနက်ပြင်းပြင်းအောက်မှာအန်ဩစရာလျှို့ဝှက်ချက်ကြီးတစ်ခုပုံကွယ်နေပါတယ်သိပ္ပံနီးကြပြောရရင်ကျွန်တော်ကိုယ်ထဲမှာအလစ်စင်လို့ခေါ်တဲ့အလွန်အစွမ်းထက်တဲ့ကွန်ပေါင်းတစ်ခုပါဝင်ပါတယ်သူကတာမန်ချိန်မှာငြိမ်သက်နေတာပါကျွန်တော်ကိုတပြားနဲ့ဖိချေလိုက်တဲ့အချိန်ဒါမှမဟုတ်ပပားလိလိုက်တဲ့အချိန်မှသာအဲ့ဒီအလစ်စင်ဓာတ်တွေကရုတ်တရက်နိုးထလာတာဖြစ်ပါတယ်အဲ့ဒီဓာတ်တွေသင်္ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါတင်းမာနေတဲ့သွေးကြောနံရံလေးတွေကိုဖြည်းဖြည်းချင်းပြေလျော့သွားအောင်တဘာဝအတိုင်းနှိမ့်နယ်ပေးပါတော့တယ်သွေးကြောလေးတွေကျေလာတဲ့အခါသွေးလက်ပတ်မှုကအယမ်းကိုချောမွေ့သွားပါတယ်ဒါကြောင့်တင်းရဲ့သွေးပေါင်ချိန်တွေလည်းတိတိတာတာကိုကျဆင်းသွားစေတာပေါ့ဒါပေမဲ့တတိထားရမယ့်အချက်လေးတစ်ခုရှိတယ်ဟင်းထဲမထည့်ခင်ကျွန်တော်ကိုခွဲပြီးရင်10မိနစ်လောက်အပြင်မှာလေတလက်ခံထားပေးဖို့လိုပါတယ်အဲ့ဒီလိုလုံးမသာအလစ်စင်ဓာတ်တွေအပြည့်အဝထွက်လာပြီးတင်းနှလုံးကိုအကောင်းဆုံးကာကွယ်ပေးနိုင်မှာပါနှလုံးကျန်းမာခြင်းရင်ကျွန်တော်ကိုနေတိုင်းစားပေးပါဘိုက်တွေကဲပြီးအစာမကြေဖြစ်နေလားဆေးတွေရှောက်တော့မနေပါနဲ့ကျွန်တော်ကတင်းရဲ့ပြဿနာကိုချက်ချင်းဖြေရှင်းပေးနိုင်တဲ့တဘာဝဆရာဝန်ပါအစားတွေအများကြီးစားလိုက်မိလို့တင်းပိုက်လေးပဖောင်းလို့တင်းကားနေပြီမလားကျွန်တော်ရဲ့ရုပ်ထွက်ကအဖုအထစ်တွေနဲ့ရုပ်ဆိုးပေမဲ့အန်ဩစရာအစွမ်းရှိပါတယ်သိပ္ပံနီးကြပြောရရင်ကျွန်တော်ရဲ့အမြင်တွေကြားထဲမှာဂျင်ဂျေရောလို့ခေါ်တဲ့အလွန်အစွမ်းထက်တဲ့ဓာတ်တစ်မျိုးကိန်းအောင်နေပါတယ်ကျွန်တော်ကိုဓာတ်နဲ့ပပားလှီးပြီးရေနွေးပူပူတဲ့ထဲ့စိန်လိုက်တဲ့အချိန်မှာအဲ့ဒီဂျင်ဂျေရောဓာတ်တွေကအသက်ဝင်လာပါတယ်အဲ့ဒီအရင်နွေးလေးတင်းပိုက်ထဲရောက်သွားတဲ့အခါတင်းမာနေတဲ့အစာအိမ်ကြွက်သားတွေကိုနှွေးထွေးတဲ့အထီးအတွေ့နဲ့ဖြည်းဖြည်းချင်းနှိမ့်နေပေးပါတယ်ပိတ်မိနေတဲ့လေတွေကိုခွဲထုတ်ပေးပြီးအစာကြေစနစ်ကိုမြန်ဆန်စေလို့တင်းရဲ့ဘိုက်ကယ်နေတာတွေချက်ချင်းပျောက်ကင်းသွားစေမှာအသေးချပါပဲတော့အကောင်းဆုံးအာနိသင်ရချင်ရင်တော့အမုံတွေသုံးမဲ့အစားကျွန်တော်ကိုလက်လက်ဆက်ဆက်လှီးပြီးရေနွေးချမ်းအဖြစ်တောက်သုံးပေးဖို့လိုပါတယ်အစာမကြေတိုင်းကျွန်တော်ကိုတတိယလိုက်ပါကျွန်တော်ကအသင့်အစာရင်ရဲ့အချစ်ဆုံးတငယ်ချင်းကောင်းပါမိဖို့ကြောင့်မှအမြဲဆောင်ထားပေးပါတင်းခန္ဓာကိုယ်တွေကတိတ်ဆိတ်တဲ့လူသက်သမားကိုကျွန်တော်အမြင့်ပြတ်ရှင်းပေးမှာပါအစ်စ်တွေနာကျင်ကြိုက်ခဲပြီးမကြာခဏဖျားနာနေလားကျွန်တော်ကတင်းကိုကယ်တယ်မဲ့ရွှေရောင်ကိုရံတော့ပါမျက်စိနဲ့မမြင်ရပေမဲ့ရောင်ရမ်းမှုဆိုတဲ့မီးတောက်ကတင်းဆဲတွေကိုနေတိုင်းတိတ်တဆိတ်လောင်ကျွမ်းနေပါတယ်စိတ်မပူပါနဲ့သိပ္ပံနေကြပြောရရင်ကျွန်တော်ကိုယ်ထဲမှာကာဂျူမင်လို့ခေါ်တဲ့အလွန်အစွမ်းထက်တဲ့ဓာတ်တစ်မျိုးပါဝင်ပါတယ်သူကခန္ဓာကိုယ်အတွက်တဘာဝမီးသက်ဆေးဘူးပါပဲကျွန်တော်ကိုအခွန်ခွာဓာတ်နဲ့ပပလီပြီးစားသုံးလိုက်တဲ့အချိန်မှာဒီရွှေရောင်စစ်တယ်တော်တွေကရုတ်တရက်နိုးထလာပြီးတင့်သွေးကြောတွေထဲကိုအပြေးလွှားဝင်ရောက်သွားပါတယ်။အဲ့ဒီဓာတ်တွေတင့်ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါပူလောင်ပြီးရောင်ရမ်းနေတဲ့နေရာတွေကိုလိုက်လံရှာဖွေပြီးအေးမြတဲ့အထီတွေနဲ့ဖြည်းဖြည်းချင်းငိမ့်သက်ပေးပါတော့တယ်။အတွင်းပိုင်းရောင်ရမ်းမှုတွေကျဆင်းသွားတဲ့အခါတင်းရဲ့အစစ်အမြစ်နာကျင်တာတွေပျောက်ကင်းသွားပြီးကိုယ်ခံစွမ်းအားကလည်းတန်မဏိတတိုင်းကြီးလိုအလွန်ကိုခိုင်မာလာမှအသေးချပါပဲ။ဒါမဲ့လျှို့ဝှက်ချက်လေးတစ်ခုရှိတယ်။ကာဂျူမင်ဓာတ်အပြည့်အဝစုပ်ယူနိုင်ဖို့အတွက်ကျွန်တော်ကိုငရုတ်ကောင်းမဲ့အမုံလေးနည်းနည်းနဲ့မဖြစ်မနေတွဲဘက်စားသုံးပေးဖို့လိုပါတယ်။အဲဒီလိုတွဲစားမှသာအာနိသင်ကအစပေါင်းများစွာတက်လာမှာပါ။နာကျင်မှုကင်းတဲ့ဘဝကိုပိုင်ဆိုင်ခြင်းကျွန်တော်ကိုနေ့စဉ်ဟင်းလျာတွေထဲမှာထည့်သွင်းပေးပါ။မကြာခဏမူးမိုက်ပြီးအားနေနေရင်ဈေးရုံသွားဖို့မလိုသေးဘူး။ဒီအနီရောင်ကြီးကတင့်တွက်ပါ။ကျွန်တော်ကသွေးအားနေသူတွေအတွက်မြေကြီးထဲကနေပေါ်လာတဲ့တဘာဝသွေးလူရှင်ပါ။မနက်အိပ်ရာထားတိုင်းခေါင်းတွေမူပြီးလန်ဆန်းမှုမရှိဘူးဆိုတာတင့်ခန္ဓာကိုယ်မှာအောက်ဆီဂျင်ပြတ်လက်နေလို့ပါကျွန်တော်ရဲ့ဒီ net shine နဲ့သွေးရောင်အဆင်းကတင့်ကိုအသက်ပြန်သိပ္ပံနေကြပြောရရင်ကျွန်တော်ကိုယ်ထဲမှာ nitrate လို့ခေါ်တဲ့အလွန်အစွမ်းထက်တဲ့ဓာတ်စင်အမြောက်အများပါဝင်ပါတယ်တကတင့်သွေးကြောတွေအတွက်မျက်လက်စရာပါပဲကျွန်တော်ကိုကြိတ်ချေပြီးဖြော်ရည်ဖြစ်တောက်လိုက်တဲ့အခါအဲ့ဒီ nitrate တွေကတင့်ခန္ဓာကိုယ်ထဲမှာ nitric oxide အဖြစ်ရုပ်တရက်ပြောင်းလဲသွားပါတယ်အဲ့ဒီအောက်ဆိုတန်ငွေလေးတွေကကျင်းမြောင်းနေတဲ့သွေးကြောလေးတွေကိုနူးညံ့စွာနှိမ့်နယ်ပြီးဖြည်းဖြည်းချင်းတွန်းဖွင့်ပေးလိုက်လို့လမ်းကြောင်းတွေချက်ချင်းပွင့်ထွက်သွားပါတော့တယ်။သွေးကြောတွေကျဲလာတာနဲ့အမျှအောက်ဆီဂျင်နဲ့အာဟာရတွေကခန္ဓာကိုယ်အနှံ့ကိုရေစီးသလိုစီးဆင်းသွားပြီးမူးမိုက်တာတွေချက်ချင်းပျောက်ကင်းသွားစေမှာပါ။အကောင်းဆုံးအာနိသင်ရချင်တော့မနေ့လေ့ကျင့်ခန်းမလုပ်ခင်ဒါမှမဟုတ်အလုံးမစခင်နိုင်ဝက်အလိုမှာကျွန်တော်တို့လက်လက်ဆက်ဆက်အရင်ညစ်တောက်ပေးပါ။အမောခံနိုင်ပြီးတစ်နေ့လုံးလန်းဆန်းချင်ရင်ကျွန်တော်ကိုတတိယပါ။တင်းရဲ့သွေးလည်ပတ်မှုကိုကျွန်တော်အပြည့်အဝတာဝန်ယူပါတယ်။ပင်ပန်းနွမ်းနေပြီးကော်ဖီတွေကိုပဲအားကိုးနေရလားအဲ့ဒီအကျင့်ကိုရပ်လိုက်ပါကျွန်တော်ကတင်းရဲ့ပင်ပန်းမှုတွေကိုတမိနစ်အတွင်းမေ့သွားစေမဲ့ရှေးဟောင်းစွန့်ရင်မြစ်ကြီးပါနေကင်းဘက်ရောက်တိုင်းမျက်လုံးတွေမေးစင်းပြီးဥနောက်ကအလုံးမလုပ်တော့ဘူးမလား
လူရုပ်ပေါက်နေတဲ့ကျွန်တော်ရဲ့အမြင့်တွေထဲမှာတင့်ကိုလန်းဆန်းစေမဲ့လျှို့ဝှက်ချက်ရှိပါတယ်။သိပ္ပံနည်းကျပြောရရင်ကျွန်တော်ကိုယ်ထဲမှာ ginsenocyte လို့ခေါ်တဲ့အစွမ်းထက်တွက်ပေါင်းတွေပါဝင်ပါတယ်။သူတို့ကတင်းဦးနောက်အတွက်တဘာဝဘက်ထရီအားသွင်းဆက်တွေပါ။ကျွန်တော်ကိုရေနွေးပပူတဲ့ထဲ့စိမ်ပြီးတောက်လိုက်တဲ့အခါအဲ့ဒီ ginsenocyte ဓာတ်တွေကတင်းရဲ့အာယုံကြောစနစ်ထဲကိုတိုက်ရိုက်အပြေးလွှာဝင်ရောက်သွားပါတယ်။အဲ့ဒီဓာတ်တွေရောက်သွားတဲ့အခါဦးနောက်ထဲကထိုင်းမိုင်းနေတဲ့မြူကိုတွေကိုဖယ်ရှားပေးပြီးပင်ပန်းနေတဲ့ဆဲလေးတွေကိုတိမ်မွေ့တဲ့စွမ်းအင်လိုင်းလေးတွေနဲ့နှိုးဆွပေးပါတယ်။အဲ့ဒီအခါတင်းရဲ့အာယုံစူးစိုက်မှုကချက်ချင်းထက်မြက်လာပြီးကော်ဖီလိုရင်တုံတာမျိုးမရှိဘဲတနေ့လုံးခံမဲ့တဘာဝစွမ်းအင်တွေကိုရရှိစေမှာပါ။ အကောင်းဆုံးအာနီတင်ရချင်ရင်တော့ရေနွေးချမ်းတောက်ယုံနဲ့မကပဲကျွန်တော်ရဲ့အမြင့်ပြားလေးတစ်ချက်ကိုပါဇက်ထဲမှာကြာကြာလေးဝါးစားပေးဖို့လိုပါတယ်။တနေ့တာလုံးမမောမပန်းပဲအလုပ်တွေကိုအကောင်းဆုံးလုပ်ချင်ရင်ကျွန်တော်ကိုတတိယပါ။ကျွန်တော်ကစွမ်းရင်တွေရဲ့အရှင်သခင်ပါ။